ခရမ်းကျင်သီးကိုမျိုးစေ့ထုတ်ဝယ်စရာမလိုပဲအိမ်မှာရှိတဲ့ခရမ်းကျင်သီးတစ်လုံးနဲ့အလွယ်တကူစိုက်ပျိုးနိုင်တာကိုသိပြီးကြပြီလားဒီနေ့တော့ခရမ်းကျင်သီးတစ်လုံးကနေအပင်များများပေါက်အောင်စိုက်ပျိုးနည်းကိုအစဉ်မျှဝေပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးမဲ့ပြီးကျန်းမာတဲ့ခရမ်းကျင်သီးတစ်လုံးကိုရွေးချယ်ပါအလုံးပုတ်နေတဲ့အသီးတွေကိုမသုံးသင့်ပါဘူးခရမ်းကျင်သီးကိုအဝိုင်းလိုက်အထူနည်းနည်းဖြတ်ပြီးမြေဆွေးထည့်ထားတဲ့ပန်းအိုးသို့မဟုတ်မျိုးစေ့ဖောက်ဖောက်ထဲမှာအစီချထားပေးပါထို့နောက်အပေါ်ကနေမြေမှုန့်ပပလေးဖုံးအုပ်ပေးပြီးရေဖြန်းမှုနဲ့ရေနှဲငယ်ပတ်ပေးပါရေများလုံးရင်မျိုးစေ့ပုတ်နိုင်တာကြောင့်မြေဆိုးယုံလောက်ပဲလောင်းပေးရပါမယ်ပန်းအိုးကိုနေအောင်ပြင်းပြင်းမရိုက်တဲ့နေရာမှာထားပြီးနေ့စဉ်အဆိုတက်ရှိမရှိစစ်ဆေးပေးပါရက်အနှဲငယ်ကြတဲ့အခါခရမ်းကျင်သီးအတွင်းကမျိုးစေ့လေးတွေတဖြည်းဖြည်းအပင်ပေါက်လာတာကိုတွေ့ရပါလိမ့်မယ်အပင်ငယ်လေးတွေအရွက်အစစ်3ရွက်ကနေ4ရွက်လောက်ထွက်လာတဲ့အချိန်မှာတော့တပင်ချင်းစီခွဲစိုက်ပေးဖို့လိုအပ်ပါတယ်ခွဲစိုက်တဲ့အခါအမြင့်မကျိုးအောင်သတိထားပြီးစိုက်ပေးပါခရမ်းကျင်သီးပင်ကနေအောင်ကြိုက်တဲ့အပင်ဖြစ်တာကြောင့်တစ်နေ့ကိုအနည်းဆုံး6နာရီကနေ8နာရီအထိနေအောင်ရရှိအောင်ထားပေးတင်ပါတယ်ဒါမှအပင်တန်မာပြီးပန်းပွင့်အသီးသီးနှုံပိုကောင်းလာမှာဖြစ်ပါတယ်အပင်ကြီးထွားလာတဲ့အခါတိုင်ထိုးပေးဖို့လည်းမမေ့ပါနဲ့အသီးတွေစတင်တီးလာတဲ့အချိန်မှာအလေးချိန်ကြောင့်အကိုင်းတွေကျိုးနိုင်တာကြောင့်တိုင်ထိုးပေးခြင်းကအပင်ကိုကျန်းမာစွာရှင်သန်စေပါတယ်မျောစာကျွေးတဲ့အပိုင်းကလည်းအရေးကြီးပါတယ်အပင်ခွဲစိုက်ပြီးနှစ်ပတ်ခန့်ကြာမှနွားချေးဆွေးကြက်ချေးဆွေးသို့မဟုတ်မြေဆွေးကောင်းကောင်းကိုအနှဲငယ်ထည့်ပေးနိုင်ပါတယ်ထို့အပြင်ငှက်ပြောခွန်စိန်ရီဆန်ဆေးရီ9မိုင်လိုရီလိုတဘာဝအားဆေးတွေကို9ရက်ကနေ10ရက်တစ်ကြိမ်ခန့်ပုံမှန်ကျွေးပေးရင်အပင်ကြီးထွားနှုံပိုကောင်းလာနိုင်ပါတယ်ပန်းပွင့်စတင်လာတဲ့အချိန်မှာပိုတက်စီယန်ဓာတ်ပါဝင်တဲ့တဘာဝမျောစာတွေကျွေးပေးမယ်ဆိုရင်ပန်းကြွေချမှုနည်းပြီးအသီးတင်နှုံပိုများလာတတ်ပါတယ်ရေလောင်းတဲ့အခါမှာလည်းနေ့တိုင်းရေလောင်းဖို့ထက်မြေချေနေကိုကြည့်ပြီးလောင်းပေးတာပိုကောင်းပါတယ်ရေများလို့ရင်အမြင့်ပုတ်နိုင်တယ်လို့ရေနည်းလို့ရင်လည်းအသီးအရည်သွေးကျဆင်းနိုင်ပါတယ်ဒီလိုအဆင့်တိုင်းကိုဂရုစိုက်ပြီးစိုက်ပျိုးပေးမယ်ဆိုရင်တော့မကြခင်မှာပဲအနီရောင်တောက်တောက်အလုံးကြီးကြီးအရသာရှိတဲ့ခရမ်းကျင်သီးတွေကိုကိုယ်တိုင်ခုဆွတ်ပြီးစားသုံးနိုင်မှာဖြစ်ပါတယ်အိမ်ချမ်းဝင်းလေးထဲမှာစိုက်ထားတဲ့ခရမ်းကျင်သီးပင်လေးတွေကနေနေ့စဉ်လက်ဆက်တဲ့အသီးတွေခုယူစားသုံးရတဲ့ပျော်ရွှင်မှုကတကယ်ကိုတန်ဖိုးရှိပါတယ်စိုက်ပျိုးရေးနည်းလမ်းကောင်းတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင် like share နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်